ကစားသမားတွေကိုနှိချေစာချုပ်ချုပ်ဆိုနေခြင်းအပေါ်တောဘော်လေးတွေကိုမေကွန်းထုတ်လိုက်တဲ့မီခေပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာဘလူးလိုင်းယွန်ကင်းကနေပြန်လဲကြိုလိုက်ပါရင်ချယ်ဆီကွင်းလယ်ကစားသမားဟောင်းမီခေကချယ်ဆီနီးပြတောဘော်လေးတို့ရဲ့အစီအမံတွေနဲ့ပတ်သက်လို့မေကွန်းထုတ်မှုတွေပြုလုပ်လိုက်ပါရင်ဒီကိစ္စကိုမေကွန်းထုတ်လိုက်တာလဲဆိုတော့ကစားသမားတွေကိုနှိချေစာချုပ်တွေချုပ်ဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးမေကွန်းထုတ်လိုက်တာဖြစ်ပါတယ်ကစားသမားတွေကတောဘော်လေးတို့လုံနေတယ်လို့9နှစ်စာချုပ်10နှစ်စာချုပ်9နှစ်စာချုပ်ဒီလိုမျိုးချုပ်ဆိုတာကြီးကအသင်းအတွက်ဘလို့အကျိုးသက်ရောက်မှုတွေရှိစေနိုင်မလဲဆိုပြီးမီခေကသိချင်နေပါတယ်တောဘော်လေးတို့တတိုက်ဟာလွန်ခဲ့တဲ့3နှစ်ကချယ်ဆီအသင်းကိုရိုမန်ရဲ့လက်ထဲကနေလွှဲပြောင်းရယူခဲ့ပြီးတဲ့နောက်ကစားသမားအများပြားကိုထင်တိုင်းကျဲဝယ်ယူခဲ့ကြသလိုကစားသမားတွေဝယ်ယူပြီးစာချုပ်ချုပ်ချိန်မှာလည်း9နှစ်10နှစ်လောက်အထိနှစ်ရှည်စာချုပ်ကြီးတွေချုပ်ဆိုခဲ့ကြပါတယ်ဒီလိုနှစ်ရှည်စာချုပ်ချုပ်ဆိုတာကြီးကအခုဆိုရင်တောဘော်လေးတို့ရဲ့စံနှုန်းတစ်ခုလိုတော့မှဖြစ်လာခဲ့ပါပြီချယ်ဆီကကစားသမားတွေကိုနှစ်ရှည်စာချုပ်ကြီးချုပ်ဆိုတာနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအများပြားခံခဲ့ရပေမဲ့ဒါကတခြားအသင်းတွေနဲ့မတူတဲ့ဂုဏ်ယူစရာအစီအမံတစ်ခုဖြစ်ကြောင်းဗိုလ်လေးတို့ကပြန်လည်တုံ့ပြန်ပြောဆိုထားပါတယ်။ဥပမာပြောမယ်ဆိုရင်ကိုပါမာနဲ့နီကိုလက်ဂျန်ဆန်တို့နှစ်ယောက်ရဲ့စာချုပ်တက်တန်းတွေဟာ2033ခုနှစ်အထိရှိနေခဲ့တာလည်းဖြစ်ပါတယ်။အမှန်တော့ဒီလိုနှစ်ရှည်စာချုပ်ချုပ်ဆိုခြင်းလည်းချုပ်ဆိုလို့ရပါတယ်။ဒါပေမဲ့အပိုင်းတစ်ပိုင်းခွဲပြီးတော့မှသာဆောင်ရွက်တင်တာဖြစ်ပါတယ်။ဥပမာရာအိုဖီလစ်ကိုဝယ်ယူလိုက်စင်မှာဝယ်ပြီးတာနဲ့9နှစ်ခွဲစာချုပ်မျိုးတန်းပြီးတော့ချုပ်ဆိုတာမျိုးတွေမလုပ်သင့်ဘူးလို့ထင်ပါတယ်။ဗိုလ်လေးတို့ကဘာကြောင့်ဒီလိုမျိုးဝယ်ပြီးတာနဲ့နှစ်ရှည်စာချုပ်တန်းချုပ်ရလဲအဖေကတော့ကစားသမားရဲ့ profile ကိုသဘောကျလို့ဖြစ်ပါတယ်ဒီကစားသမားက quality ကစားသမားအသက်ကလည်းငယ်ငယ်လေးပဲရှိသေးတာကြောင့်ဆက်ပြီးတိုးတက်ဖို့အတွက်တလန်းတွေအများကြီးရှိသေးတယ်ဒါကြောင့်သူတို့ကိုနှစ်ရှည်စာချုပ်နဲ့အသင်းမှာထိန်းထားနိုင်ရင်နံပါတ်1အချက်ကဒီကစားသမားတွေရဲ့အပြောင်းအရွှေ့သတင်းတွေကမကြာခဏလှုပ်ခတ်မှာကိုစိုးရိမ်စရာမလိုတော့ပါဘူးနံပါတ်2စာချုပ်တက်တန်းကအများကြီးကြန့်ရှိနေသေးတာဖြစ်လို့ဒီကစားသမားတွေကိုခေါ်ယူခြင်းနဲ့အသင်းတွေအနေနဲ့အောင်စင်းနဲ့အချိုးချောင်းလာနိုင်လို့မရတော့ပါဘူးတရားတန်ကြီးပေးမှကိုရပါတော့မယ်ဗိုလ်လေးတို့ကဒီကနေတစ်ဆင့်ငွေကြေးအကျိုးမြတ်တွေရှားကျင်နေတာဖြစ်ပါတယ်ဒါပေမဲ့သူတို့ကစီးပွားရေးသမားဖြစ်လို့စီးပွားရေးအမြင်မျိုးပဲရှိတယ်အသင်းရဲ့အောင်မြင်မှုဆိုတဲ့အမြင်မျိုးခေါင်းထဲမထည့်ထားပါဘူးရှိလည်းမရှိကြပါဘူးဒီတော့အသင်းအတွက်မလိုအပ်တော့ဘူးဆိုရင်လည်းသူတို့ကကစားသမားတွေကိုထက်ခေါ်တယ်ဘာဖြစ်လို့လဲခေါ်လဲဆိုတော့အကျိုးမြတ်ရှိနိုင်တယ်လို့ယုံကြည်ထားတာကြောင့်ခေါ်တာဖြစ်ပါတယ်ဒါကြောင့်လည်းပြီးခဲ့တဲ့နေရာဒီတုန်းကနက်တိုရာအိုဖီလစ်တို့အပြင်ဆန်ချိုကိုပါထက်ခေါ်ခဲ့တာဖြစ်ပါတယ်နောက်ပြီးအန်ကွန်ကိုပါကစားနိုင်လာတာကြောင့်ချယ်ဆီရဲ့ဘယ်တော်မှတိုင်းစစ်မှာလူတွေကပုံထက်ကုန်ပါတော့တယ်ဒီလိုအရာမျိုးကအသင်းအတွက်အကျိုးမရှိစေပါဘူးဆိုတော့ဗိုလ်လေးတို့လုပ်နေတဲ့နေ့ရှည်စာချုပ်ကကောင်းပါတယ်ဒါပေမဲ့နီလန်မှန်မှန်နဲ့ချင်းကပ်လှုပ်ဆောင်မှာပါကောင်းတယ်လို့ဆိုနိုင်မှာပါအသင်းအတွက်အကျိုးရှိနိုင်မှာဖြစ်ပါတယ်မီခေကလည်းဒီလိုနေ့ရှည်စာချုပ်များအစီအမံတွေအပေါ်မှာဒါကိုပရီးမီးယားလိဂ်ကလပ်တချို့ကလိုက်ပြီးဆောင်ရွက်ဖို့စ조사နေတာတွေ့လာရတယ်ဒါပေမဲ့အပြူသဘောဆောင်တဲ့ကိစ္စတစ်ခုဖြစ်လာမှာလားကျွန်တော်တို့ရဲ့ချယ်ဆီအတွက်ကရောအကျိုးကျေးဇူးတွေဖြစ်စေမှာလားဒါကိုလည်းထဲတွက်ရပါမယ်ကျွန်တော်လည်းဒီအချက်ကိုစဉ်းစားနေတာပါပဲကိုပါမလို့အဓိကကစားမတူကိုတော့နှိမ့်စေစာချုပ်ချုပ်ဆိုထားတယ်ဒီလိုကစားမကိုနှိမ့်စေစာချုပ်ချုပ်ဆိုထားတာတော့ကောင်းပါတယ်ဒါပေမဲ့ကစားမတိုင်းကိုဒါမျိုးသွားလို့မရဘူးလိုအပ်တဲ့စံနှုန်းတွေနဲ့တိုင်းထွာစဉ်းစားရမယ်ဒီစံနှုန်းတွေကလည်းနီးပြကိုမေးမှပဲရမှာပါသူကပဲဓာတ်တွေကိုအသေးစိတ်ကြကြသိလိမ့်မယ်လို့ထောက်ပြပြောဆိုသွားခဲ့ပါတယ်ဗိုလ်လေးတို့ကတော့နီးပြကိုမေးဖို့နေနေတာနီးပြရင်ငါတို့ဝယ်ပေးတဲ့လူနဲ့မင်းအစင်ပြအောင်လုပ်မလုပ်နိုင်ဘူးလားမလုပ်နိုင်ရင်ထွက်ဆိုတဲ့အချိုးမျိုးဖြစ်နေပါတယ်ပရိသတ်များကရောဒီအပေါ်မှာဘယ်လိုများထင်မြင်ယူဆမိကြပါသလဲကွန်မန့်ကနေပြောပေးခဲ့လို့ရပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ